ဒီကဘာကြီးမှာတာမန်ထက်ပိုတော်တဲ့သူမဖြစ်ရှင်ပဲတာမန်ထက်ပိုကောင်းတဲ့ရက်လက်တွေကိုသာလိုချင်တဲ့သူတွေကများပါတယ်ကဘာပေါ်မှာရှိတဲ့သူတော်တော်များများဟာဆိုရင်လိုချင်တယ်ရှိချင်တယ်ဖြစ်ရှင်တယ်ဆိုတဲ့ရက်လက်တွေကိုမျောလင်းတောင့်တပြောဆိုနေတာတွေကိုသာတော်နေတက်နေကြပါတယ်လူတော်တော်များများကရက်လက်ကိုပဲမျှော်နေတတ်ပြီးအဲ့ဒီရက်လက်ကိုဖြစ်အောင်လုပ်ရမယ့်အကြောင်းကိုတော့မလုပ်ကြပါဘူးဒါကြောင့်အိမ်မက်တွေကိုကောင်းထဲမဖော်နိုင်ကြတာလဲမဆန်းပါဘူးဝင်ငွေကောင်းကောင်းရမယ်အလုံးနဲ့ဘဝမှာအောင်မြင်မှုတွေရမယ်ဆိုတဲ့ဘဝမှာရက်လက်ကောင်းတွေလိုချင်တယ်ဆိုရင်တော့အဲ့ဒီရက်လက်တွေကိုဖြစ်စေတဲ့အကြောင်းရင်းတွေကိုသာလက်တွေ့လှုပ်ဆောင်ရမှာဖြစ်ပါတယ်သင်ကိုယ်တိုင်နားလည်ရမှာကသင်လိုချင်တဲ့အရာထက်အဲ့ဒီအရာကိုရဖို့သင်ကိုယ်တိုင်ဖြစ်ရမယ့်သူဆိုတာအရင်ဖြစ်ဖို့လိုအပ်ပါတယ်အကယ်၍သင်ကတာမန်ထက်ပူမြင့်တဲ့ဘဝကိုလိုချင်တယ်ဆိုရင်တော့သင်ကိုယ်တိုင်ကတာမန်ထက်မြင့်တဲ့သူဖြစ်အောင်ကြိုးစားရမှာပါအကောင်းဆုံးဘဝကိုလိုချင်တယ်ဆိုရင်တော့သင်ကိုယ်တိုင်လုပ်နေတဲ့နေရာမှာအကောင်းဆုံးဖြစ်အောင်အရင်လုပ်ရမှာပါသင်ဒီနေ့ဘယ်လိုဘဝမျိုးကိုပိုင်ဆိုင်ကျင်တာလဲအဲ့ဒါသင်ကိုယ်တိုင်အဲ့ဒီဘဝကိုလက်ခံထားလို့ပါပဲအကယ်၍လက်ရှိဘဝထက်ပိုကောင်းတဲ့ရက်လက်တွေကိုသာလိုချင်ခဲ့မယ်ဆိုရင်လက်ရှိဘဝကိုတော်လောက်ပြီဆိုတဲ့စိတ်ဓာတ်မျိုးရှိဖို့လိုအပ်ပြီးကိုယ်တိုင်ကလက်ရှိဘဝထက်အတွေးခေါ်ခံစားချက်အသိပညာဆက်ဆံရေးနဲ့လောက်ရက်တွေကိုလက်ရှိဘဝမှာထက်တာလွန်အောင်မြင့်တင်ရမှာပါဒါမှလည်းပိုကောင်းတဲ့ဘဝရက်လက်ဆိုတာကိုသေချာပေါက်ပိုင်ဆိုင်ရမှာဖြစ်ပါတယ်